ကျွန်တော်တို့ငယ်လေးကကျွန်တော်တို့အရင်တော့ဗောနော်ကြက်ဆိုတာကြက်လိုက်တဲ့အချိန်ဗောနော်ဥမာကျွန်တော်ကြက်ဆက်ကောင်းတဲ့ကြက်တွေရှိတယ်အမိုက်တွေစိတ်တွေရှိတယ်နောက်ပြီးနှုတ်သီးကိုင်းခွင့်ပြီးငုံကြိုက်ရရှိဥမာအဲ့သုံးခုမျက်လုံးနဲ့မြင်တာအဲ့အောင်ကျွန်တော်ဘယ်လိုလဲတော့ကြက်မခဏကြက်ချန်ထဲမှာဒီကြက်ဆက်ကောင်းတဲ့ကြက်နဲ့လိုက်တယ်နောက်တွေဖမ်းပြဟိုလမ်းနောက်တစ်မျိုးရအောင်လို့ဆိုပြီးအမိုက်နဲ့ထပ်လိုက်တယ်နောက်တွေကြထပ်ပြီးတော့ဒီချက်မကိုတရက်အမိုက်အတက်နဲ့ထပ်ပြီးလိုက်တယ်ပြီးတော့ဘာလို့လဲဆိုတော့ကိုယ်စိတ်ကူးပေါ့နော်ကြက်တွေကိုဟိုချက်ပါနဲ့လိုက်ဒီချက်ပါနဲ့လိုက်ပြီးတော့ဘာလို့ဆိုတော့လမ်းစုံသွားအောင်လို့ဆိုပြီးကျွန်တော်လိုက်ကြတယ်ကျွန်တော်တို့ဘဝပေါ့နော်ကျွန်တော်မှကြုံတွေ့ခဲ့တဲ့အတွေ့အကြုံတွေပြောပြတာငင်းတော့အဲ့လိုထင်တာဗျကြက်ဆိုတာကိုဘယ်လိုလဲကိုလိုက်တယ်လိုက်တဲ့ကြက်နဲ့ပေါ့နော်ဥပမာချက်မဥနေတဲ့အချိန်မှာဟိုချက်နဲ့ပြောင်းလိုက်ဒီချက်နဲ့ပြောင်းလိုက်ဒီချက်ပါနဲ့ပြောင်းလိုက်ဒါပေမဲ့အဲ့ဒီမှာလမ်းစုံသွားမယ်လို့လူငယ်ထင်ကြတာတကယ်တော့မဟုတ်ပါဘူးချက်ဆိုတာကျွန်တော်ရဲ့ဒါတွေ့ရှိရဲ့လေးလာချက်မှတ်သားတဲ့အရာချက်ကဒီလိုဗျချက်ကမအုပ်ခင်မှာကျွန်တော်ရက်20လောက်သူလိုက်တယ်ဗျသူတို့ရဲ့သတိသားတွေကိုသူတီးတာဗျဥမာကျွန်တော်ကရက်20လောက်ကိုသူလိုက်တဲ့ချက်ဖာနဲ့လိုက်တယ်ဥမာကျွန်တော်ဒီချက်ဖာနဲ့ရက်20မအုပ်ခင်မှာဒီချက်ဖာနဲ့လိုက်တယ်ဒီချက်ဖာနဲ့လိုက်ပြီးတော့စဥလိုက်တော့နိုင်နောက်ဘယ်ချက်နဲ့လိုက်ဒီချက်ဖာရဲ့မျိုးပဲရတယ်သတိသားတွေအားလုံးကို तू ကသတိသားတဲပြီးဥစိန်တွေပြစ်လက်အတွင်းထဲမှာ तू ကဥစိန်ကပြစ်လက်ကြီးရှိရတယ်သူဥနေရာတွေမှာအများကြီးဥတွေရအဲ့ဒီဥလေးတွေတွဲပြီးကန်ကြမှာ तू ဥချတာဗျဥချတာဗောနော်ဥလိုက်တဲ့အချိန်မှာအဲ့တချို့ကဒီချက်ပါနဲ့ရက်နဲ့စလာလိုက်တယ်ဒါပေမဲ့စဥတဲ့အချိန်မှာလမ်းစုံသွားလို့15ချက်မှဥနေပြီလမ်းစုံသွားဆိုဒီချက်ပါနဲ့လိုက်တယ်ကျန်တဲ့ချက်ပါနဲ့လိုက်တယ်ကျန်တဲ့ချက်ပါနဲ့ပြောင်းလိုက်တနေ့ကိုတကောင်နဲ့9ကောင်10ကောင်ပြောင်းလိုက်လေဒီချက်ဖရဲ့သားပဲရတာဗျကျွန်တော်ပြောချင်တာသူကဘာလို့ဆိုရက်20လောက်ကမဟုတ်ခင်ကောအဲ့လိုအတန်တွေပေးပြီးတော့စပြီးလိုက်တဲ့ချက်လိုက်တယ်ဒီချက်ဖနဲ့လိုက်တယ်ဒီချက်ဖလိုက်တဲ့ချက်ဖသူတို့ရဲ့သရေသားတွေကအတွင်းထဲမှာတီးပြီးသားဗျတီးပြီးသူတို့စိတ်ချပြီးအားရင်လည်းပြည့်စုံပြီးဗီတာမင်တွေပြည့်စုံပြီးဆိုမှဥချရတယ်ဥပြီးတော့တခါတလေချက်တွေက1ရက်ကျော်ဥရရှိ2ရက်ကျော်ဥရရှိချက်တွေတခါတလေချက်မိုက်အားရှိရဲ့ချက်တွေကတော့ဟိုလွတ်လပ်နေရတဲ့ချက်တွေအားရှိရဲ့ချက်တွေကတော့နေ့စဉ်အရက်တစ်နေ့ကိုတစ်လုံးဥချတာအဲ့ကြားထဲမှာဘယ်ချက်ဖားနဲ့လိုက်အဲ့ချက်ဖားနောက်ကိုမလိုက်ပါဘူးမျိုးမပေးဘူးစပြီးတော့ရက်လက်စလောက်စလိုက်တဲ့ချက်ကိုပဲမျိုးပေးတာကျွန်တော်ပြောတယ်ကျွန်တော်ငယ်လေးကတော့အဲ့အမြဲတမ်းလမ်းဆောင်အောင်လို့ဆိုပြီးဟိုချက်ဖားနဲ့လိုက်ဒီချက်ဖားနဲ့လိုက်ဥနေတဲ့အချိန်ပေါ့နော်ငါချက်မဥနေရဟိုချက်မတွေတွေးပါတော့ဒီချက်မချက်ဆက်ကောင်းတဲ့ချက်မနဲ့လိုက်ဒီချက်ကအမိုက်တုံးမလို့အမိုက်ကလိုက်မျိုးမပါဘူးစပြီးတော့လိုက်တဲ့ချက်နဲ့ပဲမျိုးပါတယ်ဗျဒီကိုဓာတ်လေးကိုကြိုက်တယ်ဆိုမှတ်ထားပါဦးကျွန်တော်ဖုန်းနံပါတ်431